မင်္ဂလာပါညီမလေးမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဒါလူချင်းမင်းအနေနဲ့ကိုယ့်အကူမိတ်ဆက်ပေးပါအောင်နော်မင်္ဂလာပါရှင်သမီးနာမည်ကတော့အမတ်အဂရီဆိုတဲ့လို့ခေါ်ပါတယ်သမီးရဲ့ GB နံပါတ်ကတော့043ဖြစ်ပါတယ်ရှင်โอเคဒီနေ့ရှင်ပြိုင်ခြင်းတခြင်းလေးอ่ะပေါ့နော်တည်ရစီယာစိုးလင်းရေးဆက်ထားပြီးတော့အမချောစုခင်တည်ဆိုထားတဲ့ကိုတွတ်အိမ်မက်မင်းမက်လားဆိုတဲ့တခြင်းလေးပဲဖြစ်ပါတယ်ရှင်ကဲပါကောင်းပါဆုံးတင်ဆက်ရှင်ပြိုင်ရင်းနဲ့ပေါ့နော်အမတ်တွေအများရပါစေလို့စမကန်တောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဆုံးနေလားခုံစိတ်တွေညှို့ချမ်းအပြန်လန်းကြည့်တော့ဆုံးလာတော့နေနိုင်လားကိုကြည့်လေးများအေးရှလို့နေနိုင်လို့နေသူတွေဝေးဒီလိုပုံစံမုံဆုံးပဲအိမ်တွေများကဟဆောင်နေပုံပြီးဆွဲသွားတာပါတော့လေပေါ်ရန်တွေသွားပါဟဲ့ဒီမာလေးရှိတဲ့ဒီတဟန်ဟဆောင်တာပဲပါဟဲ့မင်းသမီးလေးဟာကိုပါပဲဆွဲလန်းကြည့်ရဆုံးမတခီကိုရဲ့အသေးမှာဆွဲချမီမလေးမတဲမခီအနီးဆုံးပဲကိုရှိပြီးကိုတွဲအိမ်မှာမလိုက်ပေါ့ Hey Hey mama oh ရှယ်လို့နေနိုင်လို့နေသူတကယ်ဝေးဒီလိုပုံစံမုံဆုံးပဲအိမ်တွေများကဟဆောင်နေပုံပြီးဆွဲသွားတာပါကြောလေပေါ်ရန်တွေသွားပါဟဲ့ရမလေးရှိတဲ့ဒီတိုင်းဆောင်တာပဲပါဟဲ့မလေးမတဲမတဲမင်းသမီးလေးဟာကိုပါပဲဆွဲလန်းကြည့်ရဆုံးမတခီကိုရဲ့အသေးမှာဆွဲချမီမလေးမတဲမခီအနီးဆုံးပဲကိုရှိပြီးကိုတွဲအိမ်မှာမလိုက်ပေါ့ Hey Hey mama oh မတဲမင်းသမီးလေးဟာကိုပါပဲဆွဲလန်းကြည့်ရဆုံးမတခီကိုရဲ့အသေးမှာဆွဲချမီမလေးမတဲမခီအနီးဆုံးပဲကိုရှိပြီးကိုတွဲအိမ်မှာမလိုက်ပေါ့ Hey Hey mama ohကျေးဇူးအများကြီးတင်ပါတယ်ရှင်မိုင်းနေရောပဲနော်ဆိုတော့ကောင်းမွန်ဆုံးတက်ဆက်ဖြောပြရင်းနဲ့ရှင်ပြိုင်သွားတဲ့ပုံမှာဒါလူချင်းမင်းနေရဲ့မန်ချက်ကိုတူတူနားထောင်ကြအောင်နော်မင်္ဂလာပါအမီလေးမင်္ဂလာပါရှင်ဆရာအမီလေးကအခုမှမချင်းညွေးမှန်တယ်လို့ပြောရမှာပဲနော်ဦးနှုတ်ချင်းမဲ့ပုံစံမဲ့ဦးဆုံးချင်းမဲ့ပုံစံမဲ့အခုမှမချင်းရတိုက်တယ်အရှင်းရဟာရရှင်ယူနေနော်ကဲရှင်ဆရာအမေအကြောင်းပါပါတော့နော်အခုတော့မချင်းယူရတော့မပါဘူးနော်ဦးရဲ့ဟိုပေါင်းမဲ့ဦးရဲ့ဟိုဟန်မဲ့ဦးရဲ့အပန်းဖုံးတဲ့ပုံစံစမဲရဦးရဲ့အပန်းအမိဖာအဲ့လိုမချင်းမိမိလိုက်ကြိုက်တယ်နော်ဟုတ်ကဲ့ရှင်ဆရာမင်းမပဲမမဲမမရမမရိုင်ဝါပါရှိတယ်နော်အဲ့တော့နောက်တစ်ခုကညီဟိုနားမှာပဲအချင်းအကြမ်းနားမှာဘိုင်ရီတို့တုံးလိုက်မယ်ပို့ကောင်းနေနော်အခုကမတုံးတန်းအဲ့လိုဖြစ်သွားမှာနော်ဟုတ်ပြီအပယ်ပဲညီလေးပြပါမှုရှိတယ်ဟုတ်ပြီအမေရအောင်ပါလိမ့်နော်ဟုတ်ကဲ့ရှင်ဆရာကျေးဇူးတင်ပါတယ်ရှင်